2025 ခုနှစ်မတ်လ9ရက်ဗုဒ္ဓဟူးနေ့နေ့စဉ်လက်ကျင်ငံမိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏ရှင်မသက်ခရဝေခန်းကြီးခုနှစ်ငယ်25လက်ကျင်ငံပစ္စည်းတစ်ခုကိုကြော်ညာသည့် TV ကြော်ညာတစ်ခုကိုကျွန်တော်တွေ့လိုက်သည်ထိုပစ္စည်းကပြီးပြည့်စုံသောဝမ်ဘိုက်ကြွက်သားရှိသည့်မော်ဒယ်များကိုပြပေးပြီးကျွန်တော်လည်းထိုနည်းနည်းဆန်းသစ်သည့်ကိရိယာကိုဝယ်ပြီးတစ်နေ့9မိနစ်လောက်နဲ့တစ်ပတ်2ကြိမ်အသုံးပြုလိုက်လျင်ကြည့်ကောင်းသည့်အချိုးအစားရလာမည်ဟုအာမခံကြသည်15နှစ်ကြာသောအခါတစ်နေ့2နာရီတစ်ပတ်မှာ9ရက်ကျွန်တော်လက်ကျင်ငန်းလောက်တာကြောင့်မြန်မြန်နဲ့လွယ်ပဲအချိုးအစားရဖို့မရှိကြောင်းကျွန်တော်သိပါသည်ထိုအရာကခရိယန်ဖြစ်လာပြီးကျွန်တော်လုပ်သည့်အရာအလုံးတနင်္ဂနွေနေ့တိုင်းဖျားရှိခိုးကြောင်းသွားသည်ထိုအရာကဘဝကိုပုံဖော်နိုင်မည်ဟုထင်ခဲ့သည်သို့သောထိုအရာလုပ်ရင်နှစ်များစွာကြာပြီးနောက်တွင်တကယ်ရလက်များကိုကျွန်တော်မတွေ့ခဲ့ရပါငြိမ်သက်ဝမ်းမြောက်မှုအနည်းငယ်ရှိနေစေပါခက်ခဲချိန်များကလှမ်းသွားစေကျွန်တော်ယုံကြည်ခြင်းကတစားစီဖြစ်သွားမည်ထို့နောက်နှုတ်ကပတ်တော်ကိုလေ့လာဖို့ကျွန်တော်ဂတိကဝတ်ထားပြီးဖျားရှင်ကကျွန်တော်အမြင်ကိုဖွင့်ပေးသည်ရိုးရိုးပဲအသင်းတော်ကိုသွားနေခြင်းကကျွန်တော်ယုံကြည်မှုကိုတည်ဆောက်ဖို့မလုံလောက်တာကိုသိခဲ့ရပါသည်ဆုတောင်းခြင်းကျမ်းစာဖတ်လေ့လာခြင်းခရစ်တော်၏သွန်သင်ချက်ကိုအသက်တာထဲကျင့်သုံးခြင်းဖြင့်နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့လိုပါသည်ထို့သောလုပ်ရင်10နှစ်ကျော်ပြီးနောက်ကျွန်တော်အပြုမူတွေကပုံမှန်လာသည်ငြိမ်သက်ဝမ်းမြောက်မှုများနှင့်ပြည့်ပြီးဘဝမုန်တိုင်းများကိုခံရနိုင်လာသည်စင်ကြယ်ရန်နေ့စဉ်ယုံကြည်ခြင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်ကြသည့်အခါဝိညာဉ်ရေးရာမှာပိုပြီးတန်မာလာမည်အာယုံပြုဆုတောင်းရန်ဝိညာဉ်ရေးစီးမြင်တစ်ကိုစတင်လှုပ်ဆောင်နေသူများအတွက်ဆုတောင်းချက်အိုဖာကိုရော့စကားကိုနားထောင်သူတတ်မဟုတ်ပဲလှုပ်ဆောင်သူဖြစ်ဖို့မှာစာပါအာမင် George T. Wilkerson Maryland USA